အားလုံးစာအိုက်စုတွေကလူသားတွေကိုဖန်တီးလိုက်ပါတယ်အိုက်စုဆိုတာလူသားတွေမပေါ်မီတဲ့ရှိခဲ့ကြတဲ့ဤပညာမျိုးမျိုးနယ်စုတစ်ခုပါသူတို့စိတ်ထဲကကြိုးကန်ချေနိုင်မှု piece of 18လို့ခေါ်တဲ့အရာကြီးလူသားတွေကြားထားရှိခဲ့ပါတယ်ဒီထဲမှာ apple 18လို့ခေါ်တဲ့ပန်းစီကလူတွေကိုထိုက်ရထင်းချုံနိုင်တာဒါနဲ့မကားသေးပါဘူးကဘာပေါ်မှာရှိတဲ့လူတယောက်ချင်းစီကိုခြေရခံနေတဲ့ outer battery ကိုလည်းဖန်တီးခဲ့ကြသေးဗျဖြည်းဖြည်းနဲ့ human အိုက်စုမျိုးဆက်တွေပေါ်ပေါက်လာပါတယ်ဒီထဲမှာ Adam နဲ့ Eve လည်းအပါဝင်ပေါ့ဒီနောက်ကခက်တီနဲ့ပန်တီခိုးပြေးကြပါတယ်ကျိုးစက်အနေနဲ့လူသားမျိုးနဲ့လွတ်လပ်သွားပြီးအိုက်စုတွေနဲ့ရန်ဖြစ်ကြပါလေရောအဲ့ချိန်မှာပဲ Toba catastrophe လို့ခေါ်တဲ့သွားကပ်ပြီးကျုံလိုက်ရပြီလူတွေရောအိုက်စုတွေရောမျိုးတုံးလူညီပါဖြစ်သွားပါတယ်စစ်ပွဲလည်းရပ်သွားတာပေါ့ဒီဘက်ကြံခဲ့လူတွေနဲ့အိုက်စုတွေကတော့ငြိမ်းချမ်းရေးယူလိုက်ကြပါတယ်လူသားမျိုးနဲ့ဥယျာဉ်တိုးတက်လာပြီအိုက်စုတွေကတော့ဒုံရင်းပါမျိုးတုံးလူဆဲဆဲအခြေအနေပါလူတွေနှစ်ပေါင်းများစွာကြာလူတွေရဲ့ကံကြမ္မာကိုဆုံးဖြတ်ဖို့ဆိုရည်ရွယ်ချက်နဲ့တရုတ်ရဲ့ဖွဲ့စည်းနှစ်ခုပေါ်ပေါက်လာပါတယ် Section Brotherhood နဲ့ Templar Order တို့ Templar တွေဆိုတာလူသားတွေကိုစီးပေါင်ခတ်ပြီးထိန်းချုပ်ခြင်းတွေပါ Section တွေကတော့ရှင်းပါတယ်ကိုကြိုက်တာကိုလို့ကိုဖြစ်ကိုခံဆိုတဲ့ mindset နဲ့လေပြောရင် Jasper တို့ Freedom မြန်နိုးသူတွေဆိုဒီနှစ်ဖွဲ့မတည့်ပါနှစ်ဖွဲ့တော့လည်းပြီးစော18ကိုသူတဲ့ငါဦးအောင်ရှာနေကြတာသူသဖြင့်လူတွေကိုထိန်းချုပ်လို့ရမယ် Apple 18ပေါ့1991ခုနှစ်မှာ Altair မြေရ Section တယောက်ကသူတို့ Section Brotherhood ဖွဲ့တဲ့တစ်စပေါက်တွေကိုရှာတွေ့သွားပါရှားသူမဟုတ်ပါဘူးလူကောင်းတော့ Emualin ကိုတိုင်း Apple 18သုံးပြီးတစ္ဆာဖောက်ခဲ့တာ Emualin စီကနေပန်းသီးပါဝင်ဘာနဲ့ပြန်ကျင်းနေတဲ့ပြီးစော18ရဲ့တီနီယာပြမြေပုံမှာတင်စီနိုင်ခဲ့ပါတယ်ဒီနောက်တော့ Altair တယောက် Section Brotherhood ရဲ့အုပ်ကြီးဖြစ်လာရပေါ့ဗျာမကြောက်ဘူးအဖွဲတဲ့အကောင်ကြီးထပုံခံပါလေရော Altair လေးပြက်တယ်ဗျာမကြိုက်ရင်မလုပ်ဘူးကွာဆိုပြီးခေါင်းဆောင်ရာတို့ကနေနှုတ်ထွက်ပေးလိုက်တာနင်းငယ်ကြတော့ပြန်ရောက်လာပါတယ် I'm back motherfucker I'm back Section Brotherhood ရဲ့လက်ရှိမန်တာကိုတီးထုတ်ပြီးခေါင်းဆောင်ပြန်လာလောက်တာဖြည်းဖြည်းနဲ့ Altair တယောက်လောကဒဏ်ရိုက်ချက်တွေခံရင်အိုမင်းလာခဲ့တယ်ပေါ့လေသူသေးသွားရင် Apple 18မတမာသူတွေလက်ထက်ရောက်မှလုံးဝမလိုလားပါဘူးဆိုတော့ Master ခံတက်ကြီးအောင်မှာမြေအောက်စာကြီးရဲ့တူရွေးဝဲတိဆောက်လိုက်ပါနောက်ပြီးပန်းသီးနဲ့သူစာကြီးရဲ့သူ့ကိုယ်သူတော့ပိတ်ပြီးအဆောင်ရှောက်ပြီးအဆုံးသက်သွားခဲ့တာဒီနေ့မှာ Altair သူ့ရဲ့ memory ကိုပါဖတ်နိုင်အောင်ဒီပညာမြင့်တော့တွေထားသွားခဲ့ပါလူနဲ့ချင်းကြီးကုန်လာလိုက်တာ15ရာစုစီရောက်လာပါခင်ဗျားတို့သူမကိုလွမ်းဆဲပဲမလားအဲ့မှာ SEO လို့ခေါ်တဲ့ section တယောက်က Altair ရဲ့ memory တွေကိုရှားတွေ့ခဲ့ပါဒီ memory တွေက ISO တွေအပြည့်မရှာသေးတဲ့ပုံစံတွေကိုဖော်ထုတ်ဖို့ကြိုးစားခဲ့ပါဒါပေမဲ့အဲ့လောက်မလွယ်ကူခဲ့ပါ SEO တယောက်ပုတ်ဟမ်းမင်းရဲ့လွှမ်းမိုးမှုတွေကိုတိုက်ခိုက်ပြီး section brother ကိုနေရာမှန်ပြန်ရအောင်ပဲစွမ်းဆောင်ပေးနိုင်ခဲ့ပါနောက်တဲ့နှစ်တွေကြာ Edward Canway လို့ခေါ်တဲ့ပိုင်းရိတ်တယောက်ပင်လယ်တမန်ဘဝနဲ့ section ဘဝကူးလာပါတယ်သူကတော့ Altair တို့ ISO technology တို့ဆိုတာဘာမှန်းတော့မသိခဲ့ပါဘူး section နဲ့ Templar တွေကရန်ဘက်တွေဆိုတာလောက်ပဲသိခဲ့တာဒါပေမဲ့ outer battery တွေကိုတော့ Templar တွေလက်ကနေကာကွယ်ပေးခဲ့ပါတယ်Edward Canway မှာ Heather အမည်ရသားလေးတယောက်ရှိပါတယ်တော်ထူးရဲ့သားအဖေက section ဆိုပေမဲ့သူကတော့ Templar တယောက်ဖြစ်ခဲ့သူHeather လည်းမကြပါဘူးသူက section corner တက်လို့တေးသွားခဲ့ပါတယ်1996ခုနှစ်မှာလည်း Arno လို့ခေါ်တဲ့ section တယောက် Templar ရဲ့ကြံစည်မှုကို Sword of Aiden သုံးပြီးရပ်ပြနိုင်ခဲ့ပါတယ်1930ခုရောက်မှာ Templar တွေခြေလမ်းကြီးလန့်လာကြပါတယ် Astar ကို industry ကိုဖန်တီးလိုက်တာဒီ industry ရဲ့ရည်ရွယ်ချက်က Piece of Aiden ပါဝင် ISO မျိုးနွယ်ရဲ့သဘာဝလုံနည်းပညာတွေကိုရှာဖွေဖို့ဖြစ်ပါတယ်ကိုဘိုးဘေးရှင်ဆက်ရဲ့ DNA memory ကိုပြန်ကြည့်လို့ရနိုင်မယ် Animus လို့ခေါ်တဲ့ set တခုလည်းတည်ထွင်ခဲ့ကြပါသေးဒီ set နဲ့ ISO နည်းပညာတွေကိုဖော်ထုတ်ဖို့ရည်ရွယ်ချက်နဲ့ပါဒီမှာတော့ Templar ရဲ့ Altair ရဲ့မျိုးစစ်တယောက်ဖြစ်တဲ့ Desmond ကိုပြန်ပေးဆွဲပြီး Animus set ထည့်ခဲ့ကြပါDesmond ကသူ့ဘိုးဘွေးတွေဖြစ်တဲ့ Altair, SEO နဲ့ Corner တို့ရဲ့မှတ်ဉာဏ်တွေကနေတစ်ဆင့် Toba catastrophe ကပ်ပြီးထက်လာတော့မယ်ဆိုတာသိသွားခဲ့ပါတယ်လူစီကောင်းဆောင်တဲ့တငယ်ချင်းချုပ်သူကိုလာခဲ့ပေမဲ့ Desmond ကတော့ ISO တန်ပဲစီသွားသူ့အသက်ကိုစရေးပြီး Toba catastrophe ကပ်ပြီးကိုတားခဲ့ပါ Desmond ကျေးဇူးနဲ့လူသားမျိုးနဲ့မျိုးမတုံးခဲ့ဘူးပေါ့လေဆို Desmond တယောက်ကဘာကြီးကိုကယ်တင်တကယ်ချော့သွားပါသူကကဲမသွားရင်ကျွန်တော်ဒီဗီဒီယိုပြောနေအောင်ခင်ဗျာကြည့်နေရမှာမဟုတ်ပါဘူးဆုံးနေတော့မိသားစုကျေးဇူးတင်ပါတယ်